Hello အားလုံးပဲမင်္ဂလာပါဒီနေ့ခုနကခီဒီကရ fashion 1ဖောက်ပြီဆိုတော့ဒီ baby dream မှန်လေးဒါလည်း handmade ဒီဖောက်ပြပါစကတော့မဖောက်သေးဘူးเนาะဒါဖောက်ပါမယ်ကိုကအဝါလုံးဝမကြိုက်ဝါနဲ့အစိမ်းလုံးဝမကြိုက်တော့ဒီချိန်တော့ဒီပန်းရအောင်ရယ်ဒီအမဲရအောင်ရယ်ထိုးချင်တယ်哦，这洗澡吧，别的的不喏。好，你看这个，但是原来我们家没有那个的，第二个第二里葫芦它呢没走的，这里搞，这个怎么搞？别他妈给他们搞，这里有这个地，这个泡椒呢。ဟာလေးပေါင်းလေအပန်းလေးပေါက်ပါတယ်ဒီမှာတိတ်ကတော့တော်တော်လေးဖြစ်နေပါနော်ဘာဖြစ်လို့လဲဆိုတော့ဒါရက်ကွက်တိတ်ကတိတိကျကျမကတ်တော့ဘူးအဲ့တော့ခွလို့ပြကြအားနော်အဲ့တော့ခုဒီလည်းနောက်တစ်ပတ်ဖောက်ပြန်ဖောက်ပါပြန်မယ်နော်ဟောတော့ဒီနှစ်ပေါက်ဖောက်ပြပြီးပါပြီအဲ့တော့ဘာ blind ပေါက်တရှိလဲဆိုတော့ပြဘာနော်ဘာ blind ပေါက်တရှိလဲဆိုတော့ပြဒါကြတော့ပန်းဦးလေးပေါ့နော်ဆိုတော့ပြပါမယ်မှာပါညာဤပါအများကြီးပေါ့နော်ဒါတိကျပြပြီခဏလေးကတခုချင်းပြပေးပဲပေါ့နော်ဒီဟာလေးတွေပေါ့နော်ဒီဟာလေးတွေကတော့ဖောက်ပြပြီးသားဟာတွေကတော့မပြတော့နော်ဖောက်ပြပြီးသားဟာထည့်လိုက်တော့ဟိုအစ်လောက်ထားတာပြသမောင်းဆုံးဒီနိုမီဒီနိုမီလေးတစ်ပေါက်ရှိပါတယ်နောက်တစ်ပေါက်ကဒီတူနော်ဒီတူလေးလည်းဖောက်ပြမယ်နော်ဟိုကြွားပြင်းလည်းဖောက်မှာပေါ့နော်အဲ့ကြရင်လည်းပြီးကြနောက်တစ်ပေါက်ကဒီစတိုဘီယာလေးပါရှင်းဝဒါရပါရုံကတော့နှစ်ပေါက်ရှိပါတယ်နောက်တစ်ပေါက်ကယူကီဆာမပါတီလေးပါမဟာမိတ်နိုဝတာနော်ပါတဲ့ကောင်လေးဒါတော့ယူကီပေါ့နော်မီနီဇူလေးပါမီနီဇူဒါတော့သူ့နာမည် baby tree နာမည်တေးပါတူဒါမဲ့ခီရီခေါ်တာနီဂျာလို့ပဲခေါ်တာပါဆိုတော့ဒါနီဂျာလို့ပဲပြောလိုက်မယ်နော်ဆိုတော့ဒါလေးတစ်ပေါက်ရှိပါတယ်နောက်တစ်ခုကတွင်းမိုးရဲ့ဒီကောင်လေးပေါ့နော်ဒီကောင်လေးကတော့တကယ်ဘလန်မရှိတော့မသိပါတော့ကနောက်တစ်ပေါက်ကဒီမီကိုလေးပါနောက်ပြီးဒီရှုကီ fashion 4လေးပါ fashion နေဘာလို့မှမသိပါဘူးဒီတော့ပြောမယ်နော်fashion 3နောက်ဆုံးfashion 3တွေပုံရနေသိမလားဒါနောက်ဆုံးကတော့ဒီ Yuki fashion 11လေးပါအဲ့တော့အခုနောက်တစ်ပေါက်ဖောက်ပြလိုက်မယ်ဆိုဘောရနေပပရိဒါနဲ့လောက်ထားတာ sorry အဲ့တော့ရွှေ့လိုက်မယ်နော် okay so မျက်စိမိတ်ရွှေ့ရွှေ့ပါမယ်Yuki fashion 4လေးကြာ Yuki fashion 4လေးဖောက်ပြပါမယ် so let's go အဲ့တော့ဒီ fashion 4လေးမှာတော့အညို
အဝါလေးကိုကြိုက်ဒီကအဝါလေးကိုကြိုက်တယ်ပန်းရယ်ခရမ်းအပြာအကုန်ကြိုက်တယ်ဘာပေါ့ရတမတိဖြူလေးသိမ့်မကြိုက်ဘာလို့ကိစ္စလဲဖြစ်နော်တေးဥစားတော့နေတယ်ဆိုတော့ဘလိုပဲရေးလိုက်တယ်နော်ဆိုဖောက်ပါမယ်မျက်စိမိတ်ဖောက်မယ်နော်โอเคဟာတကယ်ပြန်ပေါ့ချင်နေရတယ်ဆိုတော့အားလုံးပဲပြန်ပေါ့လုံးမယ်ဆိုလို့ရှိရင်ဒါလေးတော့ဝယ်တော့ကွာဘလိုမီနီယမ်နဲ့တူမီနီဒါလေးလည်းရပါတယ်ဒါမဲ့ကိုကတွေ့ရတယ်ဝယ်လိုက်တယ်ဘာဝယ်လိုက်လဲဆိုတော့ပြန်ဒီဒါလေးလေးရတယ်ဒါမဲ့ဒါကတော့ထပ်တယ်နော်3တက်မှာခီးရောင်တစ်ခါရှာဘူးလေအဲ့တော့ဒါလေးကိုသိထားကြပါကိုဘာပေါ့လဲကြမ်းနော်โอเคဖောက်နေချက်ကြည့်တော့ဟုတ်ဖြောင်းကြပါစေနဲ့ဖြောင်းကြပါစေနဲ့ဟာဖြောင်းကြပါကွာနမ်းတယ်လာပါလေအဲ့မလာပြမလေဒီလာပါလေလာပါလေဘာဖြစ်ပါကိုတကယ်မမြင်ဘူးလေတော့ရပါလေကြိုက်ပါလေအဲ့တော့ဒီကနောက်ပေါက်ပြရအောင်မိကူလေးဖောက်ပြโอเคမိကူလေးဖောက်ပြခဏစားโอเคဒီကိုတော့မဖောက်ပြတော့ဒါလေးဖောက်ပြပါမယ်ဒီဒိုရီပါလေးပေါ့နော်ဟုတ်လားဒိုရီပဲလို့ကျင်တယ်စီးရွေးပါရင်မလို့ကျင်ဒိုရီပဲလို့အဲ့တော့ဖောက်ပါမယ်အဲ့တော့ဒီကအမြင်ဖောက်ဇက်ဒီဝတ်တင်းနဲ့ခံကွာโอเคအားလေးပေါင်းနေတယ်။မြင်ရပဲသွားတယ်နော်။သွားတယ်။ဒိုရီမူလေးပေါက်ပါတယ်။ဆိုတော့ခုတော့ရရှိလို့နော်။နောက်ဗီဒီယိုကြရင်ပြန်တွေ့ကြပါမယ်။ဆိုစောင့်ကြည့်ကြအောင်နော်။ထပ်ပေါက်ပြ။ Bye bye